ဒီနေ့ကတော့ Snow ရဲ့အကြိုက်ဆုံး rest day လေးပေါ့ shooting နေမရှိရနေမို့လို့အဲ့ရနိုရာနဲ့အလင်းဆိုလှုပ်ရှားမရှိဘူးလေကဲ skin care ဖို့အတွက် Mediseeker scrub wash form လေးနဲ့အရင်ဆုံးမျက်နှာတက်လိုက်မယ်ဆဲတီတွေကိုဖယ်ရှားပြီးတော့စိတ်ရောလူရော fresh fit ဖို့အတွက် Snow ကတော့ scrub ပါတဲ့ Mediseeker ကိုတစ်ပတ်တစ်ချိန်သုံးဖြစ်ပါတယ်ပြီးရင်တော့ T3 Seeker toner လေးကိုသုံးပါတယ်အနားယူတဲ့နေ့ဆိုတော့အသားအယို clumping ဖြစ်စေမဲ့ T3 နဲ့ Seeker လေးကအကောင်းဆုံးပဲလေပြီးတော့အသားအယိုရည်ဓာတ်ပြည့်ဝဖြည့်ပေးဖို့အတွက် Hyaluronic Quenching Solution ampoule လေးကိုလိမ့်နေဒါမှမျက်နှာလေးကရည်ဓာတ်ပြည့်ဝပြီးစုပြနေမှာလေ step တွေအများကြီးမလုပ်ချင်တော့ final step အနေနဲ့အသားအယိုကိုအာဟာရဖြည့်ပေးမယ် avocado mask လေးကိုကတ်လိုက်ပါပြီကဲအခုဆိုရင်တော့ mask လေးကဆိုပါပေါ်မှာ Netflix လေးကြည့်ပြီးတော့ကိုယ့်ဘာသာကိုယ် passion စရာအချိန်လေးတွေကိုဖန်တီးလိုက်ပါအောင်မယ်အားလုံးပဲတတ်တာ